အားလုံးပဲမင်္ဂလာပါရှင် PTG Sport အနေနဲ့ကြိုဆိုလိုက်ပါတယ်။ကဲအားလုံးပဲသိကြတဲ့အတိုင်းပဲအခုဖြစ်ပေါ်သွားတဲ့ငလင်ဘေးကြောင့်မလို့ဒုက္ခရောက်နေတဲ့သူတွေရှိနေတဲ့အတွက်ကြောင့်မလို့ဖြိုးအနေနဲ့လည်းဖြိုးတက်နိုင်တဲ့ဘက်ကနေပြီးတော့ကိုညီပေးနေတဲ့အတွက်ကြောင့်မလို့လူတန်းပေးနေတဲ့အတွက်ကြောင့်မလို့ဖြိုးဗီဒီယိုလေးတွေကိုမတင်မဲနဲ့ဖြိုးပွဲပေးရလေးကိုရန်နာခဲ့ပါတယ်။အခုတော့ဖြိုးအားပေးနေတဲ့သူလေးအတွက်ဖြိုးဗီဒီယိုလေးတွေကိုပြန်ပြီးတော့တင်ပေးပါအောင်မယ်။ဒီနေ့မှာဆိုလို့ရှိရင်လည်းဖြိုးကဘယ်လိုရွေးချက်သုံးသပ်ပေးသွားမလဲဆိုတာကိုကြည့်ရှုပေးကြပါအောင်ရှင်။ဒီညတနာရီခွဲမှာကံမဲ့ချန်ပီယံလိပွဲကောင်းလေးတစ်ပွဲဖြစ်တဲ့အာဆင်နယ်နဲ့ရီယယ်ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်အာဆင်နယ်ကရီယယ်ကို level 50ဆိုပြီးတော့ဈေးကြောပေးလာပါတယ်ချန်ပီယံလိပုံရိပ်ကြီးမှနေတဲ့ရီယယ်လိုအသင်းကိုအာဆင်နယ်အသင်းက level 50ဈေးကြောပြန်ပေးလာတဲ့အတွက်ကြောင့်မလို့ဒီဈေးကပြင်းရှတယ်လို့အထင်ရောက်စေနိုင်ပါတယ်ဒါပေမဲ့အမှန်တကယ်အာဆင်နယ်ရဲ့ရီယယ်အပေါ်ဈေးကြောပေးထားမှုကပြင်းရှနေတာမဟုတ်ဘဲနဲ့ဒီဈေးကပျော့နေပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ယခုနှစ်ချန်ပီယံလိမှာအာဆင်နယ်ရီယယ်ချန်ပီယံလိစွမ်းဆောင်ရည်အရာမြင့်တဲ့အသင်းဖြစ်တဲ့အပြင်အသင်းတူတချို့ကိုဒီနှစ်သင်းအကြောပေးခဲ့တဲ့ဈေးတွေကိုရှင်းကြည့်မယ်ဆိုလို့ရှိရင်တော့မှအာဆင်နယ်ဟာရီယယ်ပေါ်ဈေးတာတယ်ဆိုတဲ့အသင်းကလက်မခံနိုင်နဲ့လည်းလက်ခံရပါမယ်ပထမဆုံးဒီနှစ်သင်းအတလန်နာကိုချန်ပီယံလိမှာအကြောပေးခဲ့တဲ့ဈေးတွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်လည်းအတလန်နာအိမ်ဝက်မှာအာဆင်နယ်သွားကစားခဲ့ရတဲ့အချိန်တုန်းက1+90ပေးခဲ့ပြီးတော့ရီယယ်ကတော့အတလန်နာရဲ့အိမ်ဝက်မှာသွားကစားခဲ့ရတဲ့အချိန်မှာတော့ဘယ်ဈေးတာပေးခဲ့တာပါဆိုတော့ဒီအတလန်နာကိုအသင်းနှစ်သင်းအကျော်ပေးမှုနဲ့ရှင်မယ်ဆိုလို့ရှိရင်အာဆင်နယ်ကရီယယ်ကိုဈေး100လောက်မြင့်နေတာကိုတွေ့ရပါတယ်ထို့အတူပဲလာလီဂါပွဲစဉ်မှာတော့ဂီရိုနာရဲ့အိမ်ကွင်းမှာရီယယ်သွားကစားခဲ့ရတဲ့အချိန်တုန်းကလည်းဂီရိုနာကို1+60ရီယယ်အကျော်ပေးခဲ့ပြီးတော့ဂီရိုနာကိုအာဆင်နယ်ကချန်ပီယံလိပွဲစဉ်မှာအဝေးကွင်းကနေပြီးတော့တလုံးတရေဆိုပြီးတော့အကျော်ပေးခဲ့တာပါဆိုတော့ဂီရိုနာကိုဒီနှစ်သင်းဈေးပေးခဲ့မှုနဲ့ရှင်မယ်ဆိုလို့ရှိရင်အာဆင်နယ်ကရီယယ်ထက်ဈေး50လောက်ထပ်မြင့်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်အတလန်နာနဲ့ဈေးတန်းနဲ့ရှင်မယ်ဆိုလို့ရှိရင်အာဆင်နယ်ကရီယယ်ကိုဈေး100လောက်မြင့်ပြီးဂီရိုနာဈေးတန်းနဲ့ရှင်မယ်ဆိုရင်တော့အာဆင်နယ်ကရီယယ်ကိုဈေး50လောက်မြင့်နေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဈေးနှစ်ခုတွေကအနည်းဆုံးဈေးတန်းဖြစ်တဲ့ဈေး50ကွာတာနဲ့တွဲအောင်မယ်ဆိုလို့ရှိရင်တော့မှအာဆင်နယ်က1+50ရီယယ်ကိုပေးရမှာဖြစ်ပါတယ်။အမှန်ဆိုလို့ရှိရင်လေအာဆင်နယ်အနေနဲ့ဒီချန်ပီယံလိပွဲစဉ်အတွက်ဘယ်လောက်ထိအားစိုက်ထားသလဲဆိုလို့ရှိရင်ပရီးမီးယားလိပွဲစဉ်ဖြစ်တဲ့အေဗာတန်ပွဲစဉ်မှာဆာကာမာတင်နယ်လီအိုဒရီဂက်စတဲ့အဓိကကစားသမားတွေတော့မှပွဲထွက်လူစင်းမှာမသုံးခဲ့တဲ့အထိပါနောက်ပြီးတော့အာဆင်နယ်ကလက်ရှိအချိန်မှာမန်စီးတီးထက်ဈေးတန်းပိုမြင့်တဲ့အသင်းဖြစ်ပြီးတော့လီဗာပူးနဲ့တောင်မှဈေးတန်းတိတ်မကွာတဲ့အနေအထားကိုရောက်ရှိနေတဲ့အသင်းဖြစ်ပါတယ်ဒါကိုမယုံဘူးဆိုလို့ရှိရင်အာဆင်နယ်နဲ့ဒီနှစ်သင်းတွေ့ဆုံချိန်မှာတော့ဈေးကြောပေးမှုတွေကိုကြည့်ရင်လည်းသိနိုင်ပါတယ်အာဆင်နယ်ကဒီနှစ်သင်းကိုအိမ်ကွင်းမှာလက်ခံကစားခဲ့ရတဲ့အချိန်မှာလီဗာပူးကို level 40အကျော်ပေးခဲ့ပြီးတော့မန်စီးတီးကိုတော့ level 60အထိဈေးကြောပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အာဆင်နယ်နဲ့လီဗာပူးကဈေးမကွာတော့ဘဲနဲ့မန်စီးတီးကိုတော့အာဆင်နယ်ကဈေး50လောက်ထိတာသွားတာကိုတွေ့ရပါတယ်။ဒါဆိုလို့ရှိရင်အာဆင်နယ်နဲ့ဈေးတန်းမကွာတဲ့လီဗာပူးတောင်မှရီယယ်ကိုချန်ပီယံလိမှာ1+50ပေးရဆိုလို့ရှိရင်အာဆင်နယ်ကလည်း1+50လောက်လိုက်ပေးရမှာဖြစ်တယ်လို့သူထက်ဈေး50နှိမ့်နေပြီဖြစ်တဲ့မန်စီးတီးကလည်းရီယယ်ကို level 60အကျော်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဆင်နယ်က1+50ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဘယ်ရှုထောင့်ကနေပဲကြည့်အာဆင်နယ်အနေနဲ့ရီယယ်ကိုအကျော်ပေးရမယ့်ဈေးက1+50ဖြစ်ပြီးတော့ဒါအောင်မှဈေးလျှော့အောင်မယ်ဆိုလို့ရှိရင်တော့မှ level 100လောက်တော့အကျော်ပေးရမယ့်ပွဲစဉ်မှာအာဆင်နယ်ရဲ့အကျော်ပေးမှုကပုံမှန်အိမ်ငွေအားသာချက်ကြောင့်ပေးရတဲ့ဈေး level 50သာရှိတဲ့အတွက်ကြောင့်မလို့ဒီဈေးနဲ့ဆိုလို့ရှိရင်အနိုင်မရနိုင်တဲ့အာဆင်နယ်ကိုစန့်ကျင်ပြီးတော့ Real နဲ့သာဖြိုးရတော့စဉ်းစားကြည့်စေချင်ပါတယ်။အဲ့တော့ဒီညဖြည့်ရွေးချယ်မှုလေးကတော့ Real for you ဖြစ်ပါတယ်ရှင်။ခုနှစ်သားသမီးများအပေါင်းအနေနဲ့ကင်းပေးချင်ပါစေလို့ဖြိုးရတဲ့နေ့စမုံကောင်းတောင်းပေးပါတယ်ရှင်။